a one-man, one-robot project is still running with the SIT scholarship recipient. ကျွန်တော်ဒီနေ့နိုင်ငံတကာတိတ်ပံနဲ့နေပညာ SIT University နဲ့တူone man one robot project လေးရေးဆွဲနေတာကိုကျွန်တော် sharing လုပ်ထားပါတယ်နိုင်ငံတကာကကျွန်တော်တိတ်ပံနဲ့နေပညာနယ်ပယ်မှာကျောင်းသားတွေအတွက်ပေါ့နော် innovation idea အတစ်တွေနဲ့ဖန်တီးထားတဲ့ကျွန်တော်တို့ဒီ app တွေ application တွေ software တွေကျွန်တော်တို့ဒီ robotic တွေကိုဤပညာတွေကိုကျွန်တော်အများအားပြိုင်ပွဲတွေနေ့စဉ်ကျင်းပပေးနေတယ်ပေါ့နော်ကျင်းပပေးရရှိတယ်ဒီ information တွေကိုကျွန်တော်တို့ဒီတက်ဆိုင်ရာ website တွေပေါ်မှာလည်းရှာဖွေဖတ်ရှုနိုင်ပါတယ်ဗျဒီအတွက်ကျွန်တော် SIT University နဲ့တူone man one robot project တွေတခုစတင်ထားတယ်ပေါ့နော်ဒီစတင်ထားမှုနဲ့အတူကျွန်တော်ဒီ project ကိုလည်းပါဝင်ရှင်ပြိုင်ထားပါတယ် innovation idea အတည်တင်တဲ့သူကျွန်တော်တို့ဒီကျောင်းသူတွေဒီလိုသူ့ရဲ့ funding မှုတွေကိုပေါ့နော်ဒီနိုင်ငံတကာ platform ပေါ်မှာချပြခွင့်ရတာကအရန်ကုန်မှတန်ဖိုးရှိတဲ့အခွင့်အလမ်းကြီးဖြစ်ပါတယ်ဗျတနည်းအားဖြင့်ကျွန်တော်တို့မြန်မာဆိုတာကိုလည်းကမ္ဘာကတည်သွားစေရပေါ့နော်ဒီမြန်မာတွေရဲ့တမိုင်းမြန်မာတွေရဲ့ funding မြန်မာတွေရဲ့ innovation idea တွေနဲ့မြန်မာတွေရဲ့ဒီတိတ်ပံနဲ့ဤပညာပေါ်ထားတဲ့လိလာစေပညာရဲ့အကြောင်းအရာတွေပေါ်ကိုနိုင်ငံတကာကလည်းသတိထားမိစေပါတယ်တော့ innovation idea နဲ့ပတ်သက်ပြီးမြန်မာအကြောင်းသားတွေအတွက်ကျွန်တော်တို့ဒီနိုင်ငံတကာ platform တွေမှာအခွင့်အလမ်းတွေအများကြီးရှိပါတယ်ဗျဒီလို information တွေကိုကျွန်တော်တက်ဆိုင်ရာကိုစိတ်ဝင်စားတဲ့ဗာတရားလိုက်ပေါ့နော်တက်ဆိုင်ရာ website ဒီမှာရှာဖွေနိုင်တယ်ပြီးတော့မှပါဝင်နိုင်တယ်participate လုပ်နိုင်တယ်ကျွန်တော်ပြီးတော့မှပြိုင်ပွဲတွေမှာပါဝင်ရှင်းပြနိုင်တယ်လေ့လာနိုင်တယ်ပေါ့နော် idea တစ်တင်တဲ့ကျွန်တော်နိုင်ငံတကာ platform ပေါ်မှာကျွန်တော်ရှင်းပြရေးဆွဲထားတဲ့ app ကတော့ကျွန်တော်တို့ဒီ communication app တစ်ခုဖြစ်ပါတယ် communication app တစ်ခုဖြစ်တယ်ကျွန်တော်အဓိကအဖြစ်ကျွန်တော်တို့ဒီ language or life ပေါ့နော်ဒီအလင်းကပြောတဲ့ဘာသာစကားပြီးတော့ language or sound အတန်ကပြောတဲ့ဘာသာစကားဒီအကြောင်းအရာနှမျိုးအခြေခံပြီးတော့မှကျွန်တော် communication app တစ်ခုရေးဆွဲရှင်းပြထားတာဖြစ်ပါတယ်အခြေခံထားတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီကဘာကြီးမှာကျွန်တော်တို့ဒီအလင်းနဲ့ကျွန်တော်ဆက်သွယ်တယ်အတန်နဲ့ဆက်သွယ်ကြတယ်ဒီဘာတွေရနှစ်ခုပေါ်ကိုအခြေခံထားပါတယ်ကျွန်တော်ပြိုင်ထားတဲ့ platform ကတော့ကျွန်တော် develop pop ပေါ့နော် develop pop မှာဖြစ်တဲ့ကျွန်တော်ဒီတက်ဆိုင်ရာ platform တွေအများကြီးရှိပါတယ်ဒီပညာဆိုင်ရာ platform တွေကလည်းကျွန်တော်ဒီနိုင်ငံတကာကျောင်းသားတွေကိုအများအားဖြင့်ပြိုင်ပွဲအတွက်ဖိတ်ခေါ်ထားပါတယ်